ရောက်ပါလေငါတို့နေတဲ့လောကကြီးအကြောင်းပြောပြမယ်ဘာတွေလဲဟေးဘာတွေလဲဟဲ့မိုင်းညိုတဲ့တော့အုပ်ကြီးလို့မာယာတွေများလုံးနဲ့ကြုံနေတဲ့လောကမှာလဲပုံစံတွေအမျိုးမျိုးပဲရုံငယ်လုံးမျိုးဖြူစင်သူလဲရှိမယ်ဝမလေးလုံးမျိုးအရာရာပေါ်ကောင်းချစ်တတ်တယ်လူတွေရှိတယ်ဒီကွယ်ဝတ်အို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 ဟဲ့တပြေးပြေးနဲ့ကဘာကြီးဘူးတွေလောဘတရားတို့လွှမ်းခြုံစိတ်တို့ကရောက်သေးကိုကြစာနာစိတ်များကင်းกว่าအချစ်နာတွေမရှိဘူးအရာရာတကိုကောင်းစိတ်နဲ့တရားတွေကိုဆိုင်အမောင်မိုက်ထဲတို့ကြတယ်လူတွေရှိတယ်ဒီကွယ်အချို့လူတွေရှိတယ်ဒီကွယ် Hey မင်းစိတ်ကိုပြန်တွေးမယုံညံလိုက်နဲ့တော့မင်းစိတ်ကိုပြန်စီမရက်စလိုက်နဲ့တော့မင်းစိတ်ကိုပြန်တွေးမယုံညံလိုက်နဲ့တော့မင်းစိတ်ကိုပြန်တွေးမယုံညံလိုက်နဲ့တော့တတိထားအာဟာဝတ်အိုဝတ်အို yeah အာဟာဝတ်အိုဝတ်အို hey ကဲဘယ်လိုလဲရောက်ပါတော့အားလုံးနေတဲ့လောကကြီးအကြောင်းကြည့်တော့မြင်တော့ကွာ